င်္ဂလာပါခင်ဗျာ Zero to Hero Box တူရာနီပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ဆရာညီညီဆန်ရေးသားထားတဲ့လူတိုင်းချိန်ဖို့မလို့ဆိုတဲ့စာအုပ်တွေကရွေးချယ်ခြင်းဆိုတဲ့စာပိုက်လေးကိုဖျက်ပေးတော့မှာဖြစ်ပါတယ်ရွေးချယ်ခြင်းဆိုတဲ့စာပိုက်ရဲ့အကြောင်းအရာကိုသိပြီးတော့တင်းရဲ့ဘဝကိုပြောင်းလဲတော့မှအတိအကျပါပဲနော်ဒါကြောင့်စလိုက်ရအောင်ရွေးချယ်ခြင်းအမှန်တိုင်းပြောရရင်ရွေးချယ်ခြင်းဆိုတဲ့အကြောင်းအရာကိုစဉ်းစားလိုက်တဲ့အခါမရွေးချယ်ခြင်းအကြောင်းအရာကခေါင်းထဲကိုအရင်ဝင်ရောက်လာခဲ့ရဆိုတာပါပဲဟုတ်တယ်တကယ်ကကျွန်တော်တို့အားလုံးရဲ့ဘဝတွေဟာမရွေးချယ်ခြင်းကနေစတင်ဖြစ်တည်တာလို့ပြောရမယ်ထင်ပါတယ်ဒီထက်တိတိကျကျပြောရရင်တော့ရွေးချယ်ခြင်းမရှိခြင်းပေါ့ဒါဆိုဘာတွေကိုရွေးချယ်ခြင်းမရှိတာလေတေးချတာတစ်ခုကကျွန်တော်တို့တွေအားလုံးပြုလောကကြီးတွေကိုဦးဝေးဆိုတဲ့ငိုကြီးတန်နဲ့ဘူးမတိဘာမတိဝင်ရောက်လာရောက်ကလေးကကိုရဲ့မိဘဖြစ်မဲ့သူကိုရွေးချယ်ခြင်းမရှိတော့ပါဘူးဒါဘေးလားဆိုတော့လေမဟုတ်သေးပြန်ဘူးကိုရဲ့တွင်ပြင်းစင်းရဲ့ချမ်းသာမိသားစုဆွေမျိုးအတိုင်းဝိုင်းငွေရဲ့ဒေတာအချိန်ကာလစသဖြင့်ပေါ့ဘာတစ်ခုခုမှစိတ်တိုင်းကြရွေးချယ်ခြင်းမရှိပါဘူးနောက်ပိုင်းအများစုဆိုရင်ကိုယ့်နာမည်ကိုမကြိုက်သည့်တိုင်မိဘအမေခေါ်တာမို့ရွေးချယ်ခြင်းမရှိပဲယူလိုက်ရပါသေးရဲ့ဒါဘေးတိဘွားကြီးကမရွေးချယ်ခြင်းတွေနဲ့အမြဲတမ်းဖြစ်တည်ဖွဲ့စည်းထားတာမဟုတ်ပါဘူးကျွန်တော်တို့အားလုံးအတက်လူမှန်းတိတက်စားတွေကရွေးချယ်ခြင်းတွေကလည်းတောက်ချောက်ပါဝင်တာပါတော့တယ်အချိန်တိုင်းပေါ့ဆိုပါတော့ငငယ်ကလေးကဆိုရင်မေမေနဲ့ဖေဖေဘသူ့ကိုပိုချစ်လဲလို့အမေးခံရတိုင်းဣတိအခြေအနေကိုခလေးပီပီတုံးတက်လေ့လာပြီးရွေးချယ်ဖေးပေးခဲ့ရတာရှိပါတယ်နောက်ပြီးထမင်းဝိုင်းမှာဟင်းခွက်နှစ်ခွက်ချထားရင်ဘေဟင်းကိုအရင်နိုင်ရမလဲဆိုတာကိုရွေးချယ်ကြရပါတယ်ဒါတွေဟာလူတိုင်းလုပ်ဘူးပဲမဲ့ဘဝနဲ့ချီပြီးအရေးမပါသေးတဲ့အခါဒီရွေးချယ်ခြင်းလေးတွေကိုမိမိပြပြောက်ဖြစ်သွားတတ်ကြပါတယ်ဒါပေတိကျွန်တော်တို့မိထားလို့မရတာကရွေးချယ်ခြင်းတွေဟာကျွန်တော်တို့နဲ့စက္ကန့်တိုင်းရှင်တွဲနေရဆိုတာကိုပါပြီးတော့အဲ့ဒီစက္ကန့်တိုင်းရဲ့ရွေးချယ်ခွင့်လေးတွေကပဲကျွန်တော်တို့ရဲ့ဘဝကိုအောင်မြင်အောင်လေးလုပ်ပေးနိုင်တယ်လို့ကြာရှုံးအောင်လေးလုပ်ပေးနိုင်တယ်ဆိုတာသိထားသိပါတယ်တကယ်တမ်းစဉ်းစားကြည့်လူတိုင်းကတစ်နေ့မှာ24နာရီပဲရတာပါဘလို့လူကမှတစ်စက္ကန့်တောင်ပိုမရကြပါဘူးဒါပေမဲ့တချို့ကြတော့အောင်မြင်ကြတယ်ချမ်းသာကြတယ်နမေကောင်းလေးကြော်ကြနေကြတယ်အဲ့ဒီအချိန်မှာလူအများစုကတော့တာမန်အဆင့်အတန်းနဲ့စင်းရင်ချင်းအလျော်မှာပဲရှိနေကြပါတယ်ဒါဟာဘာကြောင့်လဲအများစုကတော့အောင်မြင်ကြော်ကြနေတဲ့လူတွေဟာသူတို့ဘဝကိုကြားပုတ်ကြားခံစူးစမ်းလို့ပဲဖြစ်မှာပဲမမားပါဘူးဒါပေမဲ့တကယ်တမ်းကအောင်မြင်ကြော်ကြပြီးကြီးပွားချမ်းသာနေတဲ့သူတွေဟာသူတို့ရဲ့စက္ကန့်တိုင်းကိုအကောင်းဆုံးရွေးချယ်တတ်ကြလို့ပါပဲဆိုကြပါစို့တင်းမှာအချိန်နာရီဝက်အားနေဘာလို့မလဲတချို့ကတုံလုံးလေးမယ်တချို့ကခဏအိမ်မယ်တချို့ကဖုန်းသုံးမယ်တချို့ကစားပတ်မယ်တချို့ကကိုယ်စီပွားရဲ့အတွက်အစီအစဉ်ဆွေးမယ်တချို့ကအကစားလုပ်မယ်စသဖြင့်ပေါ့ဘလူပဲလှုပ်လို့ပါလေနိုင်ဝက်ဆိုတာခဏလေးပါပဲဒါပေမဲ့ဒီနိုင်ဝက်ကလေးကိုနေတိုင်းမှာအကောင်းဆုံးဖြစ်အောင်ရွေးချယ်အသုံးချခဲ့မယ်ဆိုရင်တော့နေ့ကာလတစ်ခုရောက်ရင်အဲ့ဒီလူဟာတင်းတင်းနဲ့အောင်မြင်ကြောကြကြီးပွားချမ်းသာမှုကိုရမှာပဲအဲ့ဒီလိုပဲနိုင်ဝက်အားရင်ဖုန်းသုံးမယ်တနာရီအားရင်အိမ်မယ်နှစ်နာရီအားရင်ဂိမ်းဆော့မယ်သုံးနာရီအားရင်တငင်ချင်းတွေနဲ့ရှောက်လိမ့်မယ်ဆိုပြီးရွေးချယ်မဲ့သူတွေလည်းအများကြီးရှိမှာပါအဆုံးသတ်ကြရင်ဘသူတွေဟာဘဝရဲ့လူအင်တွေကိုပြည့်သွားကြလိမ့်မလို့တေချာတာကတော့ကျွန်တော်တို့တွေဟာစက္ကန့်တိုင်းအတွက်အပြင်းကြီးတာကအစအလုတ်ကြိုးစားတာကအစုံအကုန်လုံးကိုရွေးချယ်ကြရပါတယ်မရွေးချယ်ရတဲ့သူတွေဆိုတာမရှိပါဘူးပြီးတော့ရွေးချယ်ခြင်းကလည်းစွန့်စားခြင်းနဲ့လေဓာတ်ရိုက်သက်ဆိုင်နေပြန်နေဟုတ်တယ်ကျွန်တော်တို့တွေဟာအခုခုကိုရွေးချယ်ဖို့အတွက်အမြဲဆုံးဖြတ်ကြတဲ့အခါအနည်းနဲ့အများတော့စွန့်စားရတာကြီးပါပဲဆိုကြပါစို့ကန်ဆန်းမင်းလိုက်တဲ့အခါပေါက်လို့ပေါင်းများဆိုတဲ့စွန့်စားမှုမုံတစ်ခုထဲကတစ်ခုကိုရွေးချယ်စားသုံးရတဲ့အခါကိုရွေးချယ်လိုက်တဲ့မုံကကောင်းမွန်မလားဆိုတဲ့စွန့်စားမှုကိုလက်သေးပတ်စံနေပါနေခြင်းကိုတအားလို့ခြင်းနဲ့ရှားပါးစာအုပ်တို့ကိုတွေးလိုက်ရတဲ့အခါဝေတင်မဝေတင်ဆုံးဖြတ်ရတဲ့စွန့်စားမှုစသဖြင့်ပေါ့ဆိုတော့ကျွန်တော်တို့တွေအနေနဲ့တစ်ခုခုကိုပြုလုပ်ဖို့ရွေးချယ်ရတဲ့အခါတိုင်းမှာစွန့်စားမှုဟာပါတက်စမြင်မှုရွေးချယ်မှုပြုလုပ်တိုင်းမှာတတိရှိနေဖို့လိုအပ်တယ်လို့အဲဒီရွေးချယ်မှုအနှိမ့်ဆုံးချိုးနိုင်ခြင်းကိုလည်းတွက်ဆက်ထားတဲ့ဖို့လိုအပ်ပါတယ်ဒါပေမဲ့လူအများစုဟာတခုခုကိုလုပ်ကင်တိုင်းမှာမိမိရဲ့စိတ်အာတိတအတိုင်းတာဆုံးဖြတ်နေကြပါတယ်ကောင်းချင်းစွန့်ခြင်းကိုတိတ်ပြီးထင်မတွက်တတ်ကြပါဘူးဒါကြောင့်ငငယ်ရွယ်နဲ့မူရစ်စေသုံးမိကြတဲ့ဂိမ်းဆွဲလွန်သွားတာတွေအရက်တော့လွန်သွားတာတွေဖြစ်ကုန်တာပေါ့တကယ်တော့ဒီအလုပ်တွေဟာမစခင်ကတည်းကအဲ့ဒီလူအတွက်လုံးတင်မလုံးတင်ရွေးချယ်ခြင်းရထားပြီးသားတာပါပဲဒါပေမဲ့အရေးကြီးတာကလူတိုင်းအတွက်ဘာလို့အမြင့်ရေးချယ်ခွင့်ရှိတာကများပါတယ်အဲ့ဒီရေးချယ်ခွင့်တွေကိုအကောင်းဆုံးအသုံးချတတ်ဖို့ပဲလူတာပါဒါဆိုကျွန်တော်တို့ဒီဘဝတွေဟာကိုယ်စိတ်တိုင်းကြဖြစ်လာမှာပဲဒါပဲတိစက္ကန့်တိုင်းမှာဘာလုံးမယ်ဆိုတဲ့ရေးချယ်မှုတွေကတော့
မှန်ဖို့လိုတာပေါ့လေကောင်းတာလို့ကိုရွေးချယ်လေကိုအတွက်မကောင်းတာလို့ကိုရွေးချယ်လေကိုအတွက်ပါပဲလူတိုင်းဟာကိုရွေးချယ်မှုအတိုင်းတာရတတ်ကြပါတယ်ဒီသဘောတရားကိုနားလည်ပြီးကိုအတွက်အကောင်းဆုံးရွေးချယ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ